Hello မင်္ဂလာပါဒီနေ့မှာတော့ကိုဒုက္ခပေးတတ်တဲ့ Avoider Sabotage တွေကိုဘယ်လိုကင်တွယ်ရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ် Avoider ရှောင်ဖယ်ခြင်းနဲ့ဒီအသွေးစိုးလေးပေါ့နော်ဆိုတော့သူကမနစ်တဲ့အလုပ်တွေစင်ပြေနိုင်ဘူးဆိုတဲ့ကိစ္စတွေအချင်းများမယ်ຢာတွေကိုမလုပ်ဘဲနဲ့ဒါရှောင်လိုက်တယ်ဆိုလို့ရှိရင်ဘဝကပို့ပြီးတော့နေလို့ကောင်းမယ်ပို့ပြောရှင်မယ်လို့လှည့်ပြတတ်တယ်ဒါကြောင့်မလို့ချင်တဲ့ຢာတွေကိုနောက်ဆုတ်ခိုင်းတာတွေနောက်မှလုံးမယ်ဆိုပြီးတော့ရှုလိုက်တာမျိုးတွေပို့ပြီးတော့ရှောင်ဖယ်လိုက်တာမျိုးတွေလုပ်တတ်တယ်ဒါပေမဲ့အဲ့လိုမျိုးရှောင်ဖယ်နေတဲ့ကိစ္စတွေကတဖြည်းဖြည်းပိုကြီးလာပြီးတော့နောက်ဆုံးမှပောက်ကွဲသွားနိုင်တယ်ပေါ့နော်ကိုယ်တိုင်ကလည်းရှောင်ဖယ်နေတယ်ဆိုတာကိုသိနေတယ်လေနော်စိတ်ထဲမှာအဲ့ချိန်တော့ဘာဖြစ်လဲဆိုလို့ရှင်စိုးရိမ်နေတာမျိုးတွေစိတ်ပီစီရာတွေခံစားရနိုင်တယ်အပြင်ဒီရှောင်ဖယ်ဒါရီတောက်လျှောက်လုပ်ခဲ့တယ်ဆိုလို့ရှင်နောက်ဆုံးမှာစိတ်ခံစားချက်တွေပို့ပြီးတော့ပိုဆိုးသွားနိုင်တယ်ပေါ့နော်အခုမေးခွန်းလေးတစ်ခုနဲ့ကိုပြန်ပြီးတော့မေးကြည့်ပါအောင်နော်ကိုစီမှာဒီရှောင်ဖယ်ခြင်းနဲ့စိတ်လေးနိုးကြနေပြီပေါ့နော် active ဖြစ်နေပြီဆိုလို့ရှိရင်ဘယ်လိုမျိုးမကောင်းတဲ့ခံစားချက်တွေခံစားရတတ်လဲစိတ်ပီစီမှုလားစိုးရိမ်တာလားရှက်လာလားအပြစ်ရှိလို့ခံစားရတာလားမကြည်နက်တာတွေစိတ်တူတာတွေဖြစ်တာလားပေါ့နော်ဆိုတော့အဲ့လိုမျိုးမကောင်းတဲ့ခံစားချက်တွေအပြင်ကိုကသူ့ကိုဒါတော့မလုံးပြန်ဘူးတော်တော်အသုံးမကျတာပဲဆိုတော့ဒီမကောင်းတဲ့ဒီ energy နဲ့ပြန်ပြီးတော့တုတ်ပြန်မယ်ဆိုလို့ရှိရင်ဒါသူ့ကိုပိုပြီးအားကောင်းအောင်လုပ်တဲ့အခြေအနေရောက်သွားနိုင်တယ်ပေါ့နော်ဆိုတော့ဒီရှောင်ဖက်ခြင်းတဲ့စိတ်ကိုအားနည်းသွားအောင်လုပ်ဖို့အတွက်ကိုအစင်နဲ့ဆင်ရှိပါတယ်ပထမဆင့်ကဖြစ်နေတဲ့အချိန်မှာကိုပြန်ပြီးတော့တီးလိုက်ဖို့ပဲဒါရှောင်ဖယ်ခြင်းနဲ့ Avoider Sabotage တွေတော့ငါ့ကိုအားနေပြီပေါ့နော်ဆိုတော့ဒုတိယဆင့်ကအဲ့ဒီရှောင်ဖယ်ခြင်းတဲ့အရာကိုတတိလေးကနေစပြီးတော့လှုပ်ဆောင်မှုပဲပေါ့နော်ဆိုတော့ပထမဆင့်တိသွားပြီဆိုလို့ရှိရင်ကိုချီကျူးပေးမယ်ငါဒါဒီစိတ်လေးထွက်လာပြီကိုတိပါလားဆိုတဲ့ဟာမျိုးကိုသိမှတ်ပြုပေးပါအဲ့ဒီတော့ပထမဆင့်ကတော့ရန်ရိုးရှင်းနဲ့စက္ကန့်30မိနစ်10မိနစ်လောက်ပဲကြာတဲ့နေပေါ့နော်အဓိကနောက်ထပ်တစ်ဆက်မှာဆိုလို့ရှိရင်ဟုတ်ပြီဒါလေးတော့ဖြစ်လာပြီဒါဆိုလို့ရှိရင်ဆက်လုပ်ရမယ့်ကိစ္စကိုမငင်းဆန်နိုင်အောင်ရှောင်ဖယ်ခြင်းနဲ့စိတ်မဖြစ်အောင်တင်းငယ်တဲ့အရာလေးကနေစပြီးတော့လုပ်ဖို့ပဲပေါ့နော်ဥပမာကျင်သွားဖို့အတွက်အင်ကြီးလေးလဲလိုက်တာမျိုးဒါမှမဟုတ်လို့ရှိရင်ကျင်သွားဖို့အတွက်ဖက်နက်လေးစာစီလိုက်တာမျိုးပေါ့နော်မိနစ်အကြာကြီးလေ့ကျင့်ခန်းလုပ်ဖို့စဉ်းစားတဲ့စက္ကန့်30လောက်ပဲလေ့ကျင့်ခန်းဆက်လုပ်လိုက်တာမျိုးခက်ခဲတဲ့လူနဲ့ဒီစကားပြောရမှာကိုအနေနဲ့ကြောက်ပြီးတော့ရှောင်နေမိရဲဆိုလို့ရှိရင်10မိနစ်လောက်လေးချိန်ပေးပြီးတော့ဟုတ်ပြီသူနဲ့တွေ့တဲ့အခါမှာကိုဘာပြောမလဲဆိုတာမျိုးချရေးလိုက်တာမျိုးပေါ့နော်ဆိုတော့တရားလေးလုပ်ပြီးွားရဆိုလို့ရှိရင်ကိုချီကျူဖို့အရန်ရေးကြည့်ပါတယ်အဲ့အဆင့်လေးနဲ့ပဲရေးလိုက်တယ်ဆိုလို့ရှိရင်တော့မှကိုအဖြစ်မတင်ပါနဲ့နော်ဆိုတော့အတင်းကျပ်အဆုံးထိကိုလောက်ခိုင်းနေဆိုလို့ရှိရင်နောက်ပိုင်းတွေမှာဒီကိစ္စလုပ်ဖို့အတွက်ရှောင်ဖယ်ဖို့ပေါ့နော်ပိုများလာနိုင်တယ်အဓိကအဲ့ဒီကိစ္စကိုစတင်ဖို့နဲ့စတင်နိုင်ခဲ့တာကိုအနေနဲ့ဝန်တာအရာသိမှပြုပေးဖို့ပဲပေါ့နော်စလုပ်ဖြစ်မဖြစ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးကိုကောင်းတဲ့ energy လေးနဲ့ကိုအားပေးတာကမကြာခဏဒီကိစ္စကိုစလုပ်ဖြစ်အောင်လို့ကိုညီပေးပါလိမ့်မယ်ပထမအဆင့်ပြီးရအောင်မှတစ်ခါလေးကြာလို့ရှိရင်စတိုက်ဆက်လုပ်သွားနိုင်တယ်ပေါ့နော်ဆိုတော့ဒီကိုချီကျူတာသိမှပြုတာဝန်တာအရာနဲ့ကိုလုပ်နိုင်တဲ့ဟာလေးတွေကိုပြန်ပြီးတော့စဉ်းစားတာကကိုယ့်ရဲ့အုံနောက်ကိုအားဖြစ်စေပြီးတော့ဆက်လုပ်ဖို့အတွက်ကိုပို့ပြီးတော့လွယ်ကူစေတယ်ပေါ့နော်ဆိုတော့အဲ့ချိန်မှာတခုတတိထားမှာက judge ဖြစ်တဲ့စိတ်လေးရနေပြီးတော့ကိုလာပြောလိုက်မယ်ဟင်ဒါလေးသေးလို့ပြီးတော့အမလီအောင်ဝဲခံနေဟဟလားဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ခါကျလို့ရှင်သူ့ပြီးမဆိုင်ပါနဲ့ဟုတ်တယ်ငါဒါလုံးနိုင်ခဲ့တယ်ဆိုတဲ့ဟာမျိုးကိုအောင်ဝဲခံပါဝန်တာရနဲ့အတိမတ်ပြုပေးပါဆိုတော့